ချိန်နိုင်ကြာရောက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့ရက်40ဝတ်ပြုကိုခွဲခြင်းအစီအစဉ်ကိုစပြုမှာဖြစ်ပါတယ်။ဥစွာကျွန်မအားလုံးကိုပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်သချင်ပါတယ်။အထူးသဖြင့်ကျွန်မအသင်းတော်ကိုလည်းအနုညွတ်တောင်းပန်နေဆရာကိုလည်းခွင့်တောင်းချင်တယ်ပေါ့နော်။ကျွန်မတို့အဖွဲရတော့မြန်မာလိုပဲအတန်တဲ့အတွက်ကြောင့်မြန်မာလိုပဲအသုံးပြုခွင့်ပေးပါလို့လည်းပြောပြချင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့လေးတက်တာပါဒီရက်40ရက်မြတ်40ဝတ်ပြုကိုယ်ွယ်ချင်းပြုလုပ်ခဲ့တာရက်30ကျော်ခဲ့ပြီဖြစ်တယ်။တရက်ပြီးတရက်ကျွန်မယုံကြည်တယ်။ကရင်လိုပဲနားထောင်ခဲ့ကြမယ်ကရင်လိုပဲဝတ်ပြုကိုယ်ွယ်ဝတ်ပြုကိုယ်ွယ်ခဲ့ကြမယ်ဆိုတာလည်းကျွန်မယုံကြည်ရပေါ့။ဒါပေမဲ့လည်းဒီညနေမှာတော့ကျွန်တော်တို့မြန်မာလိုဟောစပေါ့ခန်းစားချက်တစ်မျိုးလေးနဲ့ပြန်ပြီးမှကျွန်တော်တို့ဖခင်ကိုဝတ်ပြုရအောင်ပြန်ပြီးမှဖခင်မျက်မှောက်တော်တိုးဝင်ရအောင်လို့ဖိတ်ခေါ်ပါတယ်။ဥစွာကျွန်မအပနာမကျမ်းတစ်ပိုက်အရင်ဖတ်လို့ပါတယ်။ဆာလံ128ခုမြောက်သောဆာလံအပိုင်ငယ်128ခုမြောက်သောဆာလံအပိုင်ငယ်1ထာဝရဘုရားကိုကြောက်ရွံ့၍လမ်းခီးတော်သို့လိုက်သွားသမျှသောသူတို့သည်မင်္ဂလာရှိကြ၏အဖွင့်ကိုတော့ဆရာမမေဘဲကနေဆုတောင်းဆက်ကပ်ပေးမှဖြစ်ပါတယ်ဆုတောင်းကြပါစို့ကောက်ကင်းနေမြေကြီးကိုပိုင်သားအုပ်ဆို၍သာသမီကျွန်တော်ကျမရောက်စီတိုင်းကိုချစ်နာတော်မူတော့ပါကိုရောကိုယေရှုတင်နဲ့သာသမီတို့သည်ချိန်ပြီးချိန်ကောင်းမွန်စွာဖြင့်တရှင်တန်နေတိုင်းတော်လာလို့ရှာစားတောက်ခွင့်ကိုခရစ်ရှင်ပေးတဲ့အတွက်ကိုရောကိုယေရှုတင်နဲ့ယခုချိန်၌လေခရစ်ရှင်ချင်းချက်ထားတော့အချိန်၌သာသမီတို့သည်ဤဗိမာန်တော်အတွင်း၌အတူတကွလာရောက်၍ခရစ်ရှင်နဲ့သူမိထာရဖွဲ့ရတဲ့အခွင့်စတန်ဝိပြုရတဲ့အခွင့်ကိုခရစ်ရှင်ပေးအတွက်ကိုရောကိုယေရှုတင်နဲ့ပါဤဝိပြုကိုကွယ်ခြင်းအစီအစဉ်စားလေဆုံးခရစ်ရှင်သားသမီးတို့နဲ့တူပါရှိပေးသနာတော်မူပါသားသမီးတို့ကြားနာရမယ့်ဆုတောင်းတဲ့ဂုဏ်တော်ချီးမွမ်းတဲ့တရားဒေသနာတစ်ခုစီတိုင်းအားဆိုလို့ရှိရင်လေသားသမီးတို့ရောက်စီတိုင်းအတွက်ဝိညာဉ်ခွန်အားရရှိဖို့ရန်အတွက်ခရစ်ရှင်ဖျားမဆာကောင်းကြီးပေးသနာတော်မူပါတရားဒေသနာကိုတိုက်တွန်းလို့ဆိုမဲ့ဆရာပေါ်၌လေကျောရကောင်းချီးမင်္ဂလာများနဲ့ရပပေးသနာတော်မူပါခရစ်ရှင်ထမလာတော့နှုတ်ထစကားများကိုဟောကြားရတဲ့အခွင့်ကိုလည်းခရစ်ရှင်ပေးသနာတော်မူပါအရောက်ချင်းစီတိုင်းတို့ဆိုလို့ရှိရင်လည်းဝိညာဉ်ခွန်အားရရှိဖို့ရန်အတွက်ခရစ်ရှင်မဆာကောင်းကြီးပေးသနာပါမိကြောင်းတပါးဒီတော်သားတော်တခင်ခရစ်တော်ဟိမာနမကိုအမိပြု၍ဤဝိပုကိုကွယ်ခြင်းအစီအစဉ်ကိုအစာပြုကြပါ၏ကျေးဇူးတင်ပါတယ်ကျမတို့အားလုံးမတည့်ရလက်ဓမ္မသချင်းကိုသိဆိုရမှာဖြစ်ပါတယ်ကရင်လူမှာတော့20နှစ်ဖြစ်ပါတယ်ကရင်လူမှာ20နှစ်ဖြစ်ပါတယ်ချိန်မှာကျွန်တော်တို့ပုံမော်မိသားစုထံမှာတခြင်းသက်ကိုကြားမှာဖြစ်ပါတယ်
ဒါဘလူးတို့မနေလို့ခိပဒါနဲ့ကဲတော့စက်ကြဖို့ဘယောတော့ဘာကညတော့ဟေးပကဒုကနာတကိုလီဆော့ခီလာတရာကစီခုထတော်လီဆော့တီတဆနေလို့အေဖက်အော်ရာဇာခန်းကြီးနေအခန်းငယ်9မှအခန်းငယ်9ခုနှစ်မှ30အေဖက်အော်ရာဇာခန်းကြီးနေအခန်းငယ်ခုနှစ်မှ30အကြောင်းကထိုသခင်အဖြစ်ငါတို့၌ယေရှုပြည့်၍ယေရှုတော်၏အလွန်ကြွယ်ဝခြင်းကိုနောင်ကပ်ကာလတို့၌ထင်ရှားစေမည်အကြောင်းဖြစ်သည်ယုံကြည်သောအဖြစ်ယေရှုတော်ကြောင့်ကယ်တင်ခြင်းသို့ရောက်ရ၏ကိုအလိုအလျောက်ရောက်သည်မဟုတ်ဖျားသခင်သနာတော်မူရာဖြစ်သည်ကိုကုသိုလ်ကြောင့်ကယ်တင်တော်မူခြင်းသို့ရောက်သည်မဟုတ်သို့ဖြစ်၍အဘယ်သူမျှဝါကြွားစရာအခွင့်မရှိအဘယ်ကြောင့်နည်းဟုမူကားငါတို့သည်ကောင်းသောအကျင့်တို့ကိုကျင့်ရမည်အကြောင်းယေရှုခရစ်၌ပြုပြင်၍ဖန်ဆင်းတော်မူရာဖြစ်ကြ၏ထိုကောင်းသောအကျင့်တို့၌ငါတို့သည်ကျင့်လည်ရမည်အကြောင်းဘုရားသခင်သည်ငါတို့ကိုပြင်ဆင်တော်မူနှင့်ပြီခုချိန်မှာကျွန်တော်တို့နှလုံးသားကိုပြင်ဆင်လက်နှုတ်ကပတ်တော်ခံယူရမယ့်အချိန်ဖြစ်ပါတယ်နှုတ်ကပတ်တော်ဆရာထွန်းအောင်မဝင်ငါပေးမှာဖြစ်ပါတယ်အချိန်နာရီကိုဆရာလက်ထက်အပ်နာပါတယ်ရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်
ဒီနေ့ကျွန်တော်တို့အသက်တာတော့ဘုရားသခင်ပို့ဆောင်ပေးခဲ့တဲ့ယေရှုတော်သူတစ်ပြင်းဒီနေ့ပထမအဆုံးဒီနေ့အသင်းတော်ကိုလည်းအထူးပဲယေရှုတင်ပါတယ်တော့ကျွန်တော်တို့ကိုအမြဲတမ်းခေါ်ဖိတ်တယ်တို့လည်းမကဒီနေ့ကျွန်တော်တို့ဗမော်မိသားစုကိုလည်းတော့အသင်းတော်ဘာတေဦးဆရာမစာ၍အသင်းတော်တင်းသူမိသားစုတွေတော့ပါဝင်ကူညီတော့မာစာချင်းအမှုနဲ့အတူဒီအသင်းတော်ရဲ့အပေကံပါဝင်ခြင်းအားလုံးကိုလည်းအထူးပဲယေရှုတင်ကြောင်းဘုရားမရှေးဥစွာပြောလို့ပါလေဆိုတော့ဘုရားသခင်ရဲ့ယေရှုတော်ကိုချီးမွမ်းနေဒီကနေ့ရမြတ်40မှာဝတ်ပြုကိုးကွယ်ခြင်းမှာကျွန်တော်တို့တာဝန်ရရှိတဲ့အခါမှာတော့ကျွန်တော်မေးကြည့်တယ်ဆရာအဓိကအချက်ရှိသလားလို့မေးတဲ့အခါမှာမရှိဘူးတဲ့တော့တခြားအသင်းတော်တွေမှာကျွန်တော်တို့ပါဝင်တဲ့အခါမှာလည်းသူတို့အကြောင်းအရာနဲ့သူတို့ရှိတဲ့အတွက်တော့မေးကြည့်ပါလေဒါပေမဲ့ဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့ဒီညနေမှာနှုတ်ကပတ်တော်အဖြစ်ပြန်ပြီးတော့ခွန်အားယူဖို့အထူးသဖြင့်တော့ဒီနေ့ကျွန်တော်တို့ရဲ့ဖျားခုနကအိဖက်ခန်းကြီးနှစ်တော့အပိုင်ငယ်ခုနှစ်ကနေ30မှာတော့ဒီနေ့ကျွန်တော်တို့ဖျားရဲ့ဂျေဇုတော်ကြောင့်ရရှိတဲ့ကယ်တင်ခြင်းဆိုတော့ဒီနေ့သခင်ခရစ်တော်ဘုရားအသေးခံခြင်းပြန်ပြီးတော့ရှင်ပြန်ထမြောက်ခြင်းကိုကျွန်တော်တို့ပြန်ကြည့်တဲ့အခါမှာဒီနေ့ထိုသခင်ကကျွန်တော်တို့အတွက်များစွာသောကြီးသောအမှုကိုဒီနေ့ကျွန်တော်တို့အတွက်ပြုဖို့အကြောင်းဖြစ်တယ်။ဆိုတော့ဒီနေ့ရမြတ်40ဒီနေ့အဖြစ်ခရစ်တော်အသေးခံခြင်းရှင်ပြန်ထမြောက်ခြင်းကိုဒီနေ့ကျွန်တော်တို့အသက်တာပြင်ဆင်ခြင်းအဖြစ်ဒီနေ့ကျွန်တော်တို့အတူတူကဆက်ကပ်ကြတဲ့အချိန်ဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာအတွက်ပြင်ဆင်အချိန်ယူတဲ့အချိန်ဖြစ်တယ်။ဒါကြောင့်သခင်လှုပ်ပြီးတဲ့အမှုကိုဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့ဆင်ခြင်ရင်းနဲ့ဒီနေ့ကျွန်တော်ဘသူအကြောင်းအဖြစ်ကျွန်တော်တို့အတူတူကခွန်အားယူမလဲဆိုတော့ကျမ်းစာတွေကယောနသန်ရဲ့သားဖြစ်တဲ့မေဖိဘောရှက်ရဲ့အသက်တာအဖြစ်ကျွန်တော်တို့ပြန်ပြီးတော့ခွန်အားယူဖို့ဖြစ်ပါလေဆိုတော့မေဖိဘောရှက်ဆိုတာကျွန်တော်တို့အားလုံးသိပါတယ်ရှင်ဘုရင်ရှောလုရဲ့မြေတော့ရှင်ဘုရင်ရှောလုသားဖြစ်တဲ့ယောနသန်ရဲ့သားမေဖိဘောရှက်အကြောင်းအရာလေးဖြစ်ပါဆိုတော့မိဖိဘောရှက်ကနေကျွန်တော်တို့ဘာကိုခွန်အားယူရတယ်လဲဆိုတော့နံပါတ်1တစ်ချက်ပါဆိုတော့ဖခင်ရဲ့ချီးမြှောက်ခြင်းတနည်းအားဖြင့်ဖခင်ရဲ့ဂရုဏာဖခင်ရဲ့တနာခြင်းကိုတော့မိဖိဘောရှက်ခံစားရတယ်ဆိုတဲ့အကြောင်းဆိုတော့မိဖိဘောရှက်ရဲ့အကြောင်းကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာသူတို့မိသားစုရဲ့အမှုအရာတော့တိုင်းပြည်အခြေအနေကြောင့်နန်းတွင်းအခြေအနေကြောင့်ရှင်ပြန်ရှောလူလက်တည်သွားတယ်ယောနသန်လည်းတည်သွားခဲ့ဆိုတော့အဲ့ဒီနန်းတွင်အရှုပ်အရှင်းတွေကြောင့်အဲ့ဒီမှာရှိနေတဲ့ခုနကမေဖိဘောရှက်ကသူအဲ့ဒီချိန်မှာအသက်9နှစ်ပဲရှိပါသေးတယ်အသက်9နှစ်ပဲရှိတဲ့အချိန်မှာနန်းတွင်အမှုရာတွေကြောင့်အရှုပ်အရှင်းတွေကြောင့်မေဖိဘောရှက်ကိုထိန်းတဲ့အထိန်းတော်ကသူ့ကိုခြိပိုက်ပြီးတော့ထွက်ပြေးရတယ်နော်ဆိုတော့ထွက်ပြေးတဲ့အခါမှာလမ်းမှာမေဖိဘောရှက်ကပြုတ်ကျသွားတဲ့အခါမှာသူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးဟာဆွန့်အားသွားတယ်နော်တနည်းအားဖြင့်ဘာမှလုပ်လို့မရတော့နော်လမ်းမလျှောက်နိုင်တော့ဘူးမသွားနိုင်တော့ဘူးသူဘာမှသူ့ကိုယ်သူလည်းအရန်အားငယ်သွားစိတ်ပြတ်သွားဆိုတော့အဲ့ဒီခါမှာနော်မေဖိဘောရှက်ကနော်သူဘာမှသွားနေလဲဆိုတော့လောဒေဖာရွာမှာသွားနေတယ်အမေလာသားမာခိယရဲ့အိမ်အဲ့ဒီမှာသူသွားနေတယ်ဆိုတော့သူအဲ့ဒီမှာသွားနေတဲ့အခါမှာနော်လောဒေဖာရဲ့တောရွာလေးတေးလေးမှာသူ့ရဲ့ဘဝဇမ်းမြုပ်ပြီးတော့သူနေပါတယ်ဆိုတော့သူ့ရဲ့အဖိုးလည်းမရှိတော့ဘူးအဖေလည်းမရှိတော့ဘူးသူ့ရဲ့နန်းတွင်အရှုပ်ရှင်းနေကြောင်းနော်သူဟာထွက်ပြေးပုန်းဆောင်ရင်းနဲ့သူ့ရဲ့ခြေထောက်နှစ်ဖက်ကလည်းနော်လုံးဝသုံးလို့မရတော့တဲ့အခါမှာသူ့ရဲ့ဘဝမထူးတော့ဘူးဘာမှလည်းဖြစ်လာတော့မှာမဟုတ်ဘူးဆိုပြီးတော့သူဟာနော်ဒီလောဒီဖာရွာမှာသွားပြီးတော့ဘဝကြီးကိုဇမ်းမြုပ်လိုက်ဆိုတော့အဲ့ဒီအချိန်မှာနော်ဒါဝိဒ်ကရှင်ဘုရင်ဖြစ်လာတဲ့အချိန်မှာရှင်ဘုရင်ဒါဝိဒ်ဆိုတော့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ယောနသန်နဲ့နော်တစ်ချိန်လုံးကအယမ်းချစ်ကြတဲ့တငယ်ချင်းတွေသစ္စာဂတိပြုထားတဲ့အရာတွေရှိခဲ့ဆိုတော့သူဘုရင်ဖြစ်လာတဲ့အခါမှာနော်ယောနသန်ရဲ့အမျိုးဘယ်သူရှိသလဲသူလိုက်ရှာယောနသန်အမျိုးဘယ်သူရှိလဲလိုက်စုံစမ်းရင်းနဲ့နောက်ဆုံးဒီလောဒီဖာရွာမှာနော်ဒီရွာငယ်လေးတိတိလေးမှာ
မေဖိဘောရှက်နော်ယောနသန်ရဲ့သားမေဖိဘောရှက်အဲ့ဒီမှာရှိတယ်ဆိုတာကိုသိတဲ့အခါမှာဒါဝိမင်းကြီးကသူ့ရဲ့လူတွေကိုစေလို့ပြီးတော့နော်မေဖိဘောရှက်ကိုခေါ်လာတယ်ဆိုတော့အဲ့ဒီမှာကျမ်းစာထဲမှာဗာပြောလဲဆိုတော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး9ဒါဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး9ဒုတိယစာဆောင်အခန်းကြီး9အပိုင်းငယ်9ကနေ10မှာနော်ဆိုတော့အဲ့ဒီမှာသူ့ရဲ့အကြောင်းအရာလေးကိုဖော်ပြထားတယ်အခန်းကြီး9အပိုင်းငယ်9ကနေ10မှာတင်ဤအဘယောနသန်အတွက်ငါသည်တင်၌ဆက်ဆက်ယေရှုပြုမိတင်ဖို့ရှောလူပိုင်သမျှသောမြေကိုငါပြန်ပေးမိတင်သည်နေ့တိုင်းအစဉ်ငါစပွဲ၌စားရမည်ဟုဆိုသောမေဖိဘောရှက်ကကျွန်တော်ကဲ့သို့ဖြစ်ရသောခွေးသေးကောင်ကိုကိုတော်ကြည့်ရှုရမည်အကြောင်းကိုတော်ကျွန်သည်အဘယ်သို့သောသူဖြစ်ပါသနည်းဟုဥချ၍ပြန်လျှောက်၏ဆိုဒါဝိဒ်ရဲ့လူတွေကမေဖိဘောရှက်ကိုလာခေါ်တဲ့အခါမှာသူ့ကိုပြောတယ်နော်ဒါဝိဒ်ကသူ့ကိုပြောတယ်သူ့ကိုလာပြီးတော့နော်မင်းရဲ့အဖိုးပိုင်တဲ့နော်ဥစ္စာပစ္စည်းတွေနော်တနည်းအားဖြင့်မင်းရဲ့အဖိုးရဲ့ပိုင်ဆိုင်မှုတွေအားလုံးကမင်းကိုပေးမယ်ငါနဲ့အတူနေ့တိုင်းငါနဲ့အတူငါရဲ့စပွဲမှာရှင်ဘရင်စပွဲမှာအတူတူစားတော့မယ်ဆိုမေဖိဘောရှက်သူအရန်အောင်တယ်သူကိုယ်သူလည်းခုနကသူ့ရဲ့အဖေလည်းမရှိတော့အဖိုးလည်းမရှိဆွေမျိုးသားချင်းမရှိသူ့ရဲ့ခန္ဓာကိုယ်ကလည်းတနည်းအားဖြင့်ဒုက္ခိတနော်သုံးစားလို့မရတဲ့ဒါကြောင့်သူ့ကိုယ်သူတိမ်ငယ်ပြီးတော့ရွာလေးတစ်ရွာမှာဇက်မြုပ်နေတဲ့အချိန်မှာရှင်ဘရင်ကသူ့ကိုလာပြီးတော့နော်အဲ့လောက်ထိပိုင်ဆိုင်မှုတွေပေးမယ်ရှင်ဘရင်နဲ့အတူစပွဲမှာစားရမယ်အခွင့်ရှင်ဘရင်နဲ့အတူနေရတဲ့အခွင့်ဒီလောက်ကြီးမားတဲ့အခွင့်ရေးကျွန်တော်ခွေးသေးကောင်ကဲ့သို့ဖြစ်တဲ့ကျွန်တော်ကိုဘာလို့အဲ့လောက်ထိချီးမြှောက်ရတာလဲဒီနေ့မေဖိဘောရှက်ကိုရှင်ဘရင်ကချီးမြှောက်ခဲ့ပါတယ်မေဖိဘောရှက်ကိုဂယုဏတော်အပြင်ကယ်မခဲ့တယ်ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီနေ့ကျွန်တော်တို့ရဲ့တတ်ဆွမ်းတဲ့အရာဒီနေ့ကျွန်တော်တို့ရဲ့ဖြစ်ခြင်းဒီနေ့ကျွန်တော်တို့ရဲ့လုံနိုင်ခြင်းတွေဘာမှမပါသခင်ကဒီနေ့ကျွန်တော်တို့ကိုချစ်လွန်းလို့ဒီနေ့ကားတိုင်းမှာဒီနေ့ကျွန်တော်တို့ရဲ့အပြစ်တရားအတွက်အသေးခံဖို့ရန်အတွက်ကြွလာခဲ့ဒီနေ့ကျွန်တော်တို့ရဲ့နော်မစုံလင်တဲ့ယာနေဒီနေ့ကျွန်တော်တို့ရဲ့အပြစ်တွေနော်တကယ်ပဲဖခင်ရဲ့ရှိမှယူရင်းနေတဲ့ဒီနေ့ကျွန်တော်တို့ရဲ့ဘဝဖခင်ရဲ့နော်ဒီနေ့ကျွန်တော်တို့ကိုကယ်တင်တဲ့ဖခင်ရဲ့ကယ်တင်ခြင်းနဲ့ဒီနေ့ကျွန်တော်တို့ပြန်ကြည့်မထိုက်တန်ပါခုနကမေဖိဘောရှက်ပြောသလိုဒီနေ့ကျွန်တော်ဟာခွေးသေးကောင်ကဲ့သို့ကျွန်တော်မှာဘာမှလည်းခွေးသေးကောင်ခွေးသေးနေတဲ့ခွေးနော်ဘာမှတန်ဖိုးမရှိတဲ့အဲ့ဒီတော့ကျွန်တော်ကိုဘာကြောင့်ချီးမြှောက်ရတာလဲဒီနေ့ကျွန်တော်တို့ကိုဖခင်အယံချစ်တယ်ဖခင်သခင်ဒီနေ့ကျွန်တော်တို့ကိုအယံချစ်တယ်ဒီနေ့ကျွန်တော်တို့ကိုအပြစ်ငရဲတဲ့ကအပြစ်ဒါဒီနေ့မကောင်းမှုတွေထက်ကနေရွေးနှုံးပြီးတော့ဒီနေ့ကျွန်တော်တို့ကိုချီးမြှောက်ခဲ့တာဖြစ်တယ်ဖခင်ရဲ့ချီးမြှောက်ခြင်းဖခင်ရဲ့ဂရုဏာဖခင်ရဲ့ကျေးဇူးတော်ကိုခံစားရတော်သူတွေဖြစ်တယ်ဆိုတာကိုဒီကနေ့ကျွန်တော်တို့ပြန်ပြီးတော့အောက်မေ့ဖို့ဖြစ်ပါတယ်ဒီနေ့ဒါကိုပြန်ပြီးတော့ဒီနေ့ကျွန်တော်တို့စဉ်းစားဆင်ခြင်ရင်းနဲ့ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာဖခင်ရဲ့ဂရုဏာတော်နဲ့ထိုက်တန်တဲ့အသက်ရှင်ခြင်းကိုရှင်သန်ဖို့ဖြစ်ဖခင်ရဲ့ဂရုဏာတော်နဲ့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာနော်ဒီအရာကိုဒီနေ့ကျွန်တော်တို့ခံစားတတ်ဖို့ဖြစ်တယ်ဆိုတာကိုဒီနေ့မေဖိဘောရှက်ရဲ့အသက်တာထဲမှာတွေ့ရပါတယ်နောက်ဒုတိယချက်ကဘာတွေ့ရလဲဆိုတော့မေဖိဘောရှက်အမှန်တကယ်လူချင်းတောင်းတသောအရာကဘာလဲဆိုတာဒီနေ့ကျွန်တော်ပြန်ကြည့်ရအောင်ဆိုတော့ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလေဒီနေ့ကျွန်တော်တို့ခရိယန်ယုံကြည်သူတွေရဲ့အသက်တာထဲမှာဒီနေ့ကျွန်တော်တို့အမှန်တကယ်လူချင်းတောင်းတသောအရာကဘာလဲကျွန်တော်တို့မိကုန်းတစ်ခုဖြစ်ဆိုတော့မေဖိဘောရှက်ကနန်းတော်တွေကိုရောက်လာပြီးတော့ရှင်ဘုရင်နဲ့အတူနေ့တိုင်းအတူစားတောက်ရတဲ့အခွင့်ကိုရတယ်သူအဖိုးတော့သူအဖေပိုင်ဆိုင်တဲ့တော့ဒီဥစ္စာပစ္စည်းတွေကိုလည်းသူပိုင်ဆိုင်ခွင့်ရဆိုတော့ဒါပေမဲ့နန်းတော်ထဲမှာတရက်တော့ရှင်ဘုရင်ဒါဝိဒ်ရဲ့သားတော်အဘရှလုံကနော်တနည်းအားဖြင့်ထီနန်လူနော်ထီနန်လူတဲ့ဒီနေ့ဒါဝိဒ်ရဲ့နော်ပုံကံမှုအဘရှလုံရဲ့ပုံကံမှုကြောင့်ဒါဝိဒ်ကနန်းတော်ကနေဆင်းပြီးတော့ရှောင်သွားရတဲ့အချိန်ရောက်လာခဲ့ဆိုတော့ဒါဝိဒ်ကသူ့ရဲ့သားအဘရှလုံကသူ့ကိုပုံကံတဲ့အတွက်နော်တနည်းအားဖြင့်နော်အသက်အန္တရာယ်တွေရှုပ်ထွေးမှုတွေရှိတဲ့အတွက်သူ့ရဲ့အဖေဒါဝိဒ်ကနန်းတော်ကနေခဏရှောင်သွားရထွက်သွားရတဲ့အကြောင်းလေးကိုအဲ့ဒီမှာတွေ့ရပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး16
နော်အပိုက်ငယ်တစ်ကနေ၄မှာနော်ကျွန်တော်ကြည့်လိုက်တဲ့အခါမှာဓမ္မရာဆိုရင်ဒုတိယဆောင်ခန်းကြီး16နော်အပိုက်ငယ်တစ်မှာနော်အဲ့ဒီမှာဗာပြောလဲဆိုတော့ဒါဝိဒ်သည်တောင်ထိပ်ကိုအနှဲငယ်လွန်သွားသောအခါမေဖိဘောရှက်၏ကျွန်းဇိဘသည်ကုန်းနီးတင်သောမြင်းနှစ်စီးနှင့်တကွမုံလုံး200စပြည့်သည်6အပြုတ်100တင်မောတဖန်သည်ပြင်အပြား100စပြည့်ရဘူးတစ်လုံးကိုမြီးပေါ်မှာတင်ဆောင်လေခီးဦးကျူပြုတ်အပ်ငါလာ၏ဆိုဒါဝိဒ်ကနန်းတော်ကနေသူထွက်သွားပြီဆိုထွက်သွားတဲ့အခါမှာနောက်ကနေခုနကနော်မေဖိဘောရှက်ရဲ့ကျွန်းနော်ဇိဘကဒါဝိဒ်ရဲ့နောက်ကိုမြင်းနဲ့စီးနဲ့လိုက်သွားတယ်ဥစ္စာပစ္စည်းတွေရိတ်ခါတွေတင်းပြီးတော့နော်လိုက်သွားတယ်ဆိုအဲ့ဒီမှာသူကပေးတယ်နော်ရှင်ဘင်ကလည်းအဘယ်သို့ပြုတ်ချင်းကဤဥစ္စာကိုဆောင်ခဲ့သည်နည်းဟုဇိဘကိုမေးလင်ဇိဘကမြည်တို့သည်နန်းတော်သားများစီးဖို့မုံနှင့်တစ်သီးတို့သည်လူလီများစားဖို့စပြည့်ရည်သည်လည်းတော၌မောသောသူများတောက်ဖို့ဖြစ်ပါသည်ဟုလျှောက်၏ဒါကရှင်ဘီရင်နဲ့ရှင်ဘီရင်လူတွေစားဖို့တောက်ဖို့လိုအပ်တဲ့ຢာတွေနော်မြင်းကစီးဖို့နော်စသဖြင့်ဒါဝိဒ်ကိုလျှောက်တယ်ဆိုဇိဘကိုဟိုကဒါဝိဒ်ကမိတယ်ဒါဝိဒ်ကဇိဘကိုမိတယ်ဇိဘနော်မေဖိဘောရှက်ကိုနော်မင်းရဲ့တခင်မေဖိဘောရှက်ဘာမှလဲလို့မေးတယ်ဆိုအဲ့ဒီခါမှာနော်မေဖိဘောရှက်တနည်းအားဖြင့်ဇိဘကလိန်ညာပြီးတော့ကောက်ကျစ်ပြီးတော့သူပြောလိုက်နော်ဆိုအဲ့မှာသူဘာပြောလဲဆိုတော့နော်ယနေ့မှာဣသရေလအမျိုးသည်ငါအဘဤနိုင်ငံကိုငါအားပြန်ပေးလိမ့်မည်ဟုဆိုကြောင်းကိုရှောက်လေတော့ရှင်ဘုရင်ကမေဖိဘောရှက်နှင့်ဆိုင်သမျှသောဥစ္စာသည်သင်ဥစ္စာဖြစ်စေဟုဇိဘအားမိန့်တော်မူ၏ဆိုတနည်းအားဖြင့်မေဖိဘောရှက်ကနန်းတော်မှာကြံပြီးတော့တနည်းအားဖြင့်ထီးနန်းကိုသူယူတော့မယ်နော်သူ့ရဲ့နိုင်ငံဒီနိုင်ငံကြီးကိုသူရလိမ့်မယ်ဆိုပြီးတော့သူတနည်းအားဖြင့်ခုနကဇိဘကနော်ဒါဝိဒ်ကိုဂုံးတိုက်ဆိုအဲ့ဒီကမှဒါဝိဒ်သူခံစားရတယ်ပေါ့နော်ငါပြုစုထားတဲ့ငါကျွေးမွေးထားတဲ့ငါပေးကမ်းထားတဲ့သူကနော်အဲ့ဒီလိုမျိုးလုပ်သလားဒါဆိုရင်တဲ့နော်ဇိဘကိုပြောတယ်ဇိဘနော်ခုနကမေဖိဘောရှက်နဲ့ဆိုင်တဲ့ဥစ္စာမှန်သမျှမင်းပဲယူလိုက်တော့မင်းဟာဖြစ်သွားပြီနော်မင်းဟာဖြစ်သွားပြီလို့ပြောတယ်ဆိုတော့ပြောမယ်ဆိုရင်နော်ဒီနေ့အဖြစ်ဇိဘကဂျားထဲမှာသူလှုပ်သွားတာနော်ခုနကမေဖိဘောရှက်ကလည်းဘာမှမပြောဘူးနော်ဒါသူကဂျားထဲကနေဂုံတိုင်းပြီးတော့ပြောလိုက်တဲ့အခါမှာဒါဝိဒ်ကစိတ်နည်းနည်းတိုသွားပြီးတော့နော်ဇိဘကိုခုနကမေဖိဘောရှက်ပိုင်တဲ့အရာအားလုံးကိုဇိဘမင်းယူလိုက်တော့နော်ပြောလိုက်တယ်ဆိုတော့နောက်ပိုင်းကျွန်တော်ပြန်ကြည့်တဲ့အခါမှာတိုင်းပြည်ကတပြေးပြေးနဲ့နည်းနည်းငြိမ်သက်လာတဲ့အခါမှာဒါဝိဒ်ကနန်းတော်ကိုပြန်ရောက်လာနော်ဆိုတော့အဲ့ဒီမှာဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး19မှာကြည့်လိုက်တဲ့အခါမှာနော်နန်းတော်ကိုပြန်ရောက်လာတဲ့အကြောင်း19အပိုင်းငယ်24နော်24မှာကြည့်လိုက်တဲ့အခါမှာရှောလုဤတာမေဖိဘောရှက်သည်လည်းရှင်ဘုရင်ကိုခီးဥကြိုပြုတ်ခြင်းကလာ၏ရှင်ဘုရင်ထွက်သောနေ့မှစ၍ငြိမ်ဝတ်စွာပြန်လာတော်မမူမီတိုင်အောင်သူသည်ခြေတို့ကိုမပြုစုမုံစိတ်ကိုမပြင်းစင်အဝတ်ကိုမလျှော်ဘဲနေပြီဆိုဒါဝိဒ်နန်းတော်ကိုပြန်လာတဲ့ခါမှာမေဖိဘောရှက်ကသွားပြီးတော့ကြိုးဆိုတယ်ဆိုကြိုးဆိုတဲ့ခါမှာသူကနော်သူ့ရဲ့ခြေတော့အနာတွေလဲနော်ခြေတော့ရဲ့ခုနကပြုတ်ကျထားတဲ့အနာတွေကိုလည်း तू မပြုစုဘူးတော့မုတ်စိတ်တွေလည်းမရိပ်ဘူးအဝတ်တွေလည်းမလျှော်ဒီတိုင်းမဲ့တနည်းအားဖြင့် तू မှိုင်တွေ့ပြီးတော့နေတဲ့အကြောင်းတွေ့ရဆိုအဲ့ဒီကမှာနော်ရှင်ဘုရင်ကမေးတယ်မင်းဘာဖြစ်လို့ငါနောက်ကိုမလိုက်ခဲ့တာလဲငါနဲ့အတူဘာကြောင့်မလိုက်ခဲ့တာလဲဆိုအဲ့ဒီကမှာမေဖိဘောရှက်ကပြောတယ်ကျွန်တော်လိုက်မလို့လှုပ်တယ်နော်ကျွန်တော်လိုက်မလို့ပြင်ဆင်တယ်နော်ဆိုအဲ့ဒီမှာအရှင်မင်းကြီးကိုတော်ကျွန်းသည်ခြေစွန့်သောကြောင့်မြင်းစည်း၍ကိုတော်ထံသို့သွားခြင်းကမြည်ကိုကုန်းနှီးတင်မိဟုကြံစင်အခါကျွန်တော်ကျွန်းသည်ကျွန်တော်ကိုလဲ့စားပါ၏အရှင်မင်းကြီးထံတော်၌ကိုတော်ကျွန်းကိုဂုံးတိုက်ပါပြီဆိုတော့ဂျားထဲမှာခုနကဇိဘကလှုပ်သွားတယ်ဆိုတာကို तू ပြောပြကျွန်တော်လိုက်မလို့ရှင်ဘုရင်နော်ရှင်ဘုရင်ကိုကျွန်တော်အရန်ချစ်တာရှင်ဘုရင်ကကျွန်တော်ကိုအများကြီးချီးမြှောက်ထားတယ်ကျွန်တော်အရန်ချစ်တဲ့ရှင်ဘုရင်ကျွန်တော်ရှင်ဘုရင်နဲ့အတူကျွန်တော်လိုက်မလို့ပြင်ဆင်ပါတယ်ဒါပေမဲ့ဇိဘကဂျားထဲနေဂုံးတိုက်သွားတာဆိုတော့ကျွန်တော်ကကျွန်တယောက်ဖြစ်တယ်ကျွန်တော်ကကိုတော်ရဲ့
မြစ်တာနဲ့ကိုတော်ရဲ့ဂျေဇုနဲ့မထိုက်တန်တဲ့သူတယောက်ဖြစ်တယ်ကျွန်တော်ကိုကိုတော်ကြိုက်တယ်လို့စီရင်ပါမေဖိဘောရှက်ကပြောလိုက်ဆိုအဲ့ဒီခါမှာနော်သခင်ကတိသွားပြီဒါဝိဒ်ကတိဟာနော်အဲ့လိုလားနော်ငါတော့မင်းရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုဇိဘကိုငါပေးလိုက်ပြီနော်ဇိဘကိုပေးလိုက်ပြီဆိုအဲ့ဒီခါမှာမေဖိဘောရှက်ပြောတဲ့စကားလေးဟာဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ရဲ့အသက်တာမှာဆင်ခြင်စရာဖြစ်ပါလေမေဖိဘောရှက်ဘာပြောလဲဆိုတော့အခန်းငယ်30မှာမေဖိဘောရှက်ကလည်းအရှင်မင်းကြီးသည်နန်းတော်သို့တဖန်ငြိမ်ဝတ်စွာရောက်တော်မူသောကြောင့်သူသည်အလုံးစုံတို့ကိုပင်ယူပါစေဟုလျှောက်လေ၏သူယူချင်တာယူသွားပါစေကျွန်တော်ကသခင်နဲ့အတူရှိနေရရင်ကျွန်တော်အတွက်ပြည့်စုံပြီဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာကဒါပဲဒီနေ့ကျွန်တော်တို့လိုချင်တောင်းတတဲ့အရာကဘာလဲခုနကသခင်ကဒီနေ့ကျွန်တော်တို့ကိုမထိုက်မတန်ပဲနဲ့ဒီနေ့ကျွန်တော်တို့ကိုကျေးဇူးပြုတယ်ကယ်တင်ခြင်းပေးတယ်ဒီနေ့ကျွန်တော်တို့ကိုအပြစ်တရားကနေလွတ်စေခဲ့သူပိုင်ဆိုင်မှုတွေလည်းမေဖိဘောရှက်ပိုင်ဆိုင်မှုတွေအများကြီးလည်းရခဲ့ပါဒါပေမဲ့နော်မေဖိဘောရှက်ခုနကသူ့ရဲ့ဥစ္စာပစ္စည်းတွေအားလုံးဇိဘယူခြင်းယူသွားပါစေပိုင်ဆိုင်ခြင်းပိုင်ဆိုင်သွားပါစေကျွန်တော်ဒီသခင်နဲ့အတူရှိနေဟာကျွန်တော်တို့အပြည့်စုံဆုံးပဲမေဖိဘောရှက်အလိုချင်ဆုံးသောအရာဒီသူ့ရဲ့သခင်နဲ့အတူရှိနေခြင်းပဲဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာနော်ဒီနေ့ကျွန်တော်တို့အမှန်တကယ်လိုချင်ဆုံးသောအရာဒီနေ့ကျွန်တော်တို့ရဲ့စာငတ်တောင်းတသောအရာကထိုသခင်ရဲ့ဒီနေ့ကျွန်တော်တို့ဝိညာဉ်နဲ့ဆိုင်တဲ့ကောင်းကြီးဝိညာဉ်နဲ့ဆိုင်တဲ့အရာတွေကိုဒီနေ့ကျွန်တော်တို့ကလိုချင်တောင်းတဖို့ဖြစ်ဆိုတော့ဒီနေ့လောကကမ္ဘာကြီးကိုလည်းပြန်ကြည့်တဲ့အခါမှာနော်ဒီနေ့နော်စစ်မဲ့ပေးတာနေဖြစ်လာစစ်မဲ့ပေးတာကနေကျွန်တော်တို့ဗမောမြို့ကဆစ်ဆောင်တဲ့လူတွေမန်းလေးမှာအများကြီးရှိတယ်ဆိုတော့မန်းလေးမှာရောက်တော့အခုငလင်လောက်တော့ငလင်ထဲမှာတည်သွားကြတယ်အများကြီးဆိုတော့သူတို့ကစစ်ပြီးကြောက်လို့ရှောင်လာပါတယ်ဆိုမှငလင်ကြားထဲမှာတည်သွားကြနော်ဗမောကလူတွေဆိုတော့ဒီနေ့တိုင်းပြည်ကြီးကဘာတွေဖြစ်လာမလဲဒီနေ့အပြင်ဒီနေ့လူတွေကအများကြီးစိတ်ပြက်နေကြတယ်လောကကြီးကိုစိတ်ပြက်သွားလောကကြီးမှာအသက်ရှင်ဖို့ရန်အတွက်ကြောက်နေကြတယ်အမျိုးမျိုးသောနေ့ရက်ကာလတွေရဲ့ဖြစ်ပေါ်လာတဲ့အမှုရာဆိုတော့ဒီနေ့ကျွန်တော်တို့အတွက်အတည်မြဲဆုံးသောအရာကထိုသခင်ပဲဖြစ်တယ်ဒီနေ့ကျွန်တော်တို့အတွက်ဒီနေ့ထောင်ရတည်တဲ့ဒီနေ့ကျွန်တော်အဆုံးထိတိုင်အောင်ဒီနေ့ကျွန်တော်တို့ကိုဆွဲခေါ်တဲ့သခင်ဟာထိုသခင်ဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူအယောက်စီတိုင်းရဲ့အသက်အမှန်တကယ်လိုချင်တောင်းတသောအရာသည်ထိုသခင်နဲ့ဆိုင်သောဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာနဲ့ဆိုင်သောအရာကိုလိုချင်တောင်းတဆုံးသောအရာဖြစ်ရမယ်လိုချင်ရမယ်ဒါဒုတိယအချက်မေဖိဘောရှက်ကနေကျွန်တော်တို့အတူတကွခွန်အားယူရတဲ့အကြောင်းအရာလေးဖြစ်တယ်နောက်ဆုံးတတိယအချက်ကတော့မေဖိဘောရှက်ကအသက်ဘေးကနေလွတ်မြောက်တဲ့အကြောင်းလေးကိုတွေ့ရတယ်ဆိုတော့ဒါဝိဒ်ရှင်ဘုရင်အုပ်ဆိုးရှင်ဘုရင်အဖြစ်တိုင်းပြည်ကိုအုပ်ဆိုးတဲ့အချိန်ကာလတော့၃နှစ်အစာခေါင်းပါတဲ့အကြောင်းကိုနော်ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး21နော်21မှာတွေ့ရထို့နောက်ဒါဝိဒ်လက်ထက်၌၃နှစ်ပတ်လုံးအစာအာဟာရခေါင်းပါခြင်းဖြစ်၍ဒါဝိဒ်သည်ထာဝရဘုရားကိုမေးလျှောက်လျင်ထာဝရဘုရားကဂိဗောင်လူတို့ကိုတတ်သောရှောလုနှင့်သူ၏အသက်ကိုတတ်သောရှောလုအမျိုးကြောင့်ဤအမှုရောက်လေပြီဟုမိန့်တော်မူ၏ဆိုဒါဝိဒ်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အချိန်မှာတိုင်းပြည်မှာ၃နှစ်အစာခေါင်းပါတဲ့ဘေးကြာရောက်ခဲ့ပါလေဆိုဒါဝိဒ်ကမေးတယ်ဘာကြောင့်မလို့ဒီအစာခေါင်းပါခြင်းဘေး၃နှစ်ဆိုတဲ့အစာခေါင်းပါခြင်းဘေးဘာကြောင့်ကြာရောက်တယ်လေဆိုတော့အဲ့ဒီမှာထာဝရဘုရားသခင်ကပြောတယ်ဂိဗောင်လူတို့ကိုတတ်တော်ကြောင့်ဂိဗောင်လူတွေကိုတတ်တာကရှောလုအချိန်ကာလတုန်းကတတ်ခဲ့တာဖြစ်တယ်ဆိုတော့ဂိဗောင်ကိုဘာကြောင့်တတ်လို့ဘာကြောင့်အပြစ်ရှိသွားတာလဲဆိုတဲ့မိကုန်းကိုကျွန်တော်ကြည့်တဲ့အခါမှာယောရှုခန်းကြီး9ယောရှု9:19နော်အဲ့ဒီနောက်ပိုင်းမှာကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီယောရှုကာလတုန်းကဂိဗောင်နော်အဲ့ဒီလူတွေနော်ဆိုတော့အဲ့ဒီလူတွေကသူတို့ကတနည်းအားဖြင့်နော်သူတို့နဲ့လာပြီးမိတ္တာယဖွဲ့ရင်းနဲ့နော်သူတို့နဲ့အတူတနည်းအားဖြင့်မိတ္တာယဖွဲ့အတူတူနေရင်းနဲ့ဂိဗောင်တွေကတော့သူတို့ကိုတနည်းအားဖြင့်လိန်ညာပြီးပြောခဲ့တော်ညာလေဒါပေမဲ့အဲ့ဒီမှာသူတို့သစ္စာဂတိပြုခဲ့တဲ့အတွက်နော်ဣသရေလလူတွေအတွက်အထောက်အမဖြစ်စေဖို့အကြောင်းစသဖြင့်သစ္စာဂတိပြုခဲ့တယ်သူတို့ကိုမတတ်ဘူးဆိုတဲ့အကြောင်းသစ္စာဂတိပြုခဲ့တဲ့အကြောင်းနော်အဲ့ဒီယောရှုခန်းကြီး9ထဲမှာတွေ့ခဲ့ရဒါပေမဲ့
ရှောလူလက်ထက်ချိန်ကာလရောက်တဲ့ခါမှာဒီဂိဗောင်လူတွေကိုရှောလူနဲ့သူ့ရဲ့လူတွေကတတ်ခဲ့တဲ့အတွေ့အဲ့ဒီရဲ့အပြစ်အခုဒါဝိဒ်လက်ထက်မှာနော်ဒါဝိဒ်ကြုံရတယ်ဒါဆိုရင်တဲ့ဒါဝိဒ်ကဂိဗောင်လူတွေကိုမေးတယ်ဂိဗောင်လူအကြီးတွေကိုမေးတယ်ပေါ့နော်ဆိုတော့ဂိဗောင်မင်းတို့ဒီလိုမျိုးမကျေနပ်ဘူးဆိုရင်မင်းတို့ကိုဘာလုပ်ပေးရမလဲနော်မင်းတို့ကျေနပ်အောင်ဘာလုပ်ပေးရမလဲလို့ဒါဝိဒ်ကမေးတဲ့အခါမှာဂိဗောင်လူမျိုးတွေကဘာတောင်းဆိုလဲဆိုတော့ရှောလူရဲ့သား9ယောက်နော်သူတို့ကိုပေးပါတဲ့နော်သူတို့ကနေသူတို့နော်တတ်မယ်ပေါ့နော်ရှောလူရဲ့သား9ယောက်ကိုပေးရင်သူတို့ကျေနပ်ပြီနော်သူတို့အတွက်တနည်းအားဖြင့်ဣသရေလလူမျိုးတွေအတွက်အပြစ်လွတ်ပြီအဲ့ဒီသား9ယောက်ကိုပေးပါဆိုအဲ့ဒီခါမှာနော်ဒါဝိဒ်ကသူကြည့်တယ်နော်ကြည့်တဲ့အခါအခန်းငယ်9မှာကြည့်တယ်သို့တော်လည်းဒါဝိဒ်နဲ့ရှောလူသားယောနသန်တို့သည်ထာဝရဖြစ်ရှေ့တော်၌တယောက်နဲ့တယောက်တစ္ဆာဂတိထားသောကြောင့်ရှင်ဘုရင်သည်ရှောလူ၏သားယောနသန်မြင်သောမေဖိဘောရှက်ကိုနှမျောတော်မူ၏ဒါဝိဒ်မေဖိဘောရှက်ရဲ့နှလုံးသားကိုသူသိပြီးတဲ့အခါတကယ်တမ်းခုနကဂိဗောင်လူမျိုးတွေတောင်းဆိုတဲ့ရှောလူရဲ့အမျိုးရှောလူရဲ့သားထဲမှာဂိဗောင်ကိုထည့်လိုက်ရနော်ဒီလူကခြေတော့လည်းမတန်ဘာမှလည်းသုံးစားလို့မရတတ်ချင်တတ်လိုက်ဆိုပြီးလိုက်လို့ရတယ်ဘာမှလည်းသုံးစားလို့မရဘူးခြေတော့လည်းလမ်းလည်းမလျှောက်နိုင်ဘူးနော်ဘာမှလည်းမသွားနိုင်ဘူးအတုံးမကျတဲ့လူနော်တေးချင်တေးသွားပြီးလိုက်လို့ရပါတယ်ဒါပေမဲ့ဒါဝိဒ်ဒီမေဖိဘောရှက်ကိုနှမျောတဲ့စိတ်ရှိတယ်နော်နှမျောတော်မူတယ်မေဖိဘောရှက်ကိုသူ့ရဲ့နှလုံးသားထဲကနေနှမျောတယ်တနည်းအားဖြင့်မေဖိဘောရှက်ဒီအသက်ဘေးကလွတ်မြောက်သွားတယ်။အော်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာပြန်ပြီးတော့ဆင်ခြင်ရတဲ့အရာကဒီအချက်၃ချက်လုံးကဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာပြန်ပြီးတော့ဒီနေ့ကျွန်တော်တို့အသက်တာကိုတည်ဆောက်ရတဲ့အကြောင်းဖြစ်တယ်။နံပါတ်1ချက်ကဘာပြောလဲဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အစွမ်းအစတွေဘာမှမပါဘဲနဲ့ဒီနေ့ကျွန်တော်တို့ရဲ့တော်ချင်းတတ်ချင်းရှိချင်းမရှိချင်းနဲ့ဘာမှမဆိုင်ဘဲနဲ့ဖခင်ရဲ့ကျေးဇူးတော်ကြောင့်ဖခင်ရဲ့တနာခြင်းဂရုဏာတော်ကြောင့်ဒီနေ့ကျွန်တော်တို့ဒီဖခင်ရဲ့ကယ်မခြင်းဖခင်ရဲ့ရွေးနှုတ်ခြင်းဖခင်ရဲ့သားဖြစ်ရသောအခွင့်ဖခင်သခင်ရဲ့ချီးမြှောက်ခံရသောသူဖခင်ရဲ့ဂရုဏာတော်ကိုခံစားရသောသူတွေဖြစ်တယ်။ထို့တဲ့ကြောင့်နံပါတ်1တစ်ချက်ဒီနေ့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းဒီဖခင်ရဲ့ဂရုဏာတော်ဖခင်ရဲ့ကျေးဇူးတော်နဲ့ထိုက်တန်တဲ့အသက်ရှင်ခြင်းဖြစ်ပြီးတော့ထိုသခင်နဲ့မွေ့လျော်တဲ့အသက်တာဖြစ်စေဖို့ထိုသခင်ရှိရင်ဒီနေ့ကျွန်တော်တို့အတွက်တခြားဘာမှမလိုတော့ဘူး။ထိုသခင်ဒီနေ့ကျွန်တော်တို့နဲ့အတူရှိခြင်းထိုသခင်နဲ့အတူနေရခြင်းဟာဒီနေ့ကျွန်တော်တို့အတွက်ပြည့်စုံခြင်းလို့ဒီနေ့ကျွန်တော်တို့ခံယူဖို့အကြောင်းဖြစ်တယ်လို့ထိုသခင်အားဖြင့်ဒီနေ့ကျွန်တော်တို့ဒီအသက်အန္တရာယ်အသက်ဘေးကနေလွတ်မြောက်ရတဲ့အခွင့်ကိုဒီနေ့ကျွန်တော်တို့ရပါလိမ့်ဒီနေ့ကျွန်တော်တို့ဟာမပြည့်စုံမကောင်းတော်ညာလည်းပဲခုနကမေဖိဘောရှက်ဘာမှအတုံးမရတော်ညာလည်းပဲသူ့သခင်ရဲ့တနာခြင်းကြောင့်နှမျောတော်မူခြင်းကြောင့်အသက်ဘေးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးတယ်ဒီနေ့ကျွန်တော်တို့အယောင်စီတိုင်းရဲ့အသက်တာဒီနေ့သခင်ယေရှုခရစ်တော်ဘုရားဒီနေ့လောကကိုကြွားပြီးတော့ဒီနေ့လောကီလူသားတွေအားလုံးရဲ့အပြစ်တရားအတွက်ဒီနေ့ကားတိုင်းကိုထမ်းပြီးတော့ဒီနေ့ကျွန်တော်တို့အတွက်အသေးခံဖို့ဒီနေ့ကျွန်တော်တို့ဒီအချိန်မှာရက်မြတ်40တနည်းအားဖြင့်ဒီနေ့ကျွန်တော်တို့ဗမာလို့ဆိုရင်ဥပုပ်ကာလဆိုတော့ဥပုပ်ကာလဒီနေ့အားဖြင့်ဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာကိုပြင်ဆင်နေထိုသခင်ရဲ့ဖြစ်ခြင်းကိုဒီနေ့ကျွန်တော်တို့စဉ်းစားပြီးတော့ဒီနေ့ကျွန်တော်တို့နေနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဖခင်ရဲ့ဖြစ်ခြင်းကိုဒီနားလည်ပြီးတော့အထူးသဖြင့်ဒီကနေ့မေဖိဘောရှက်ရဲ့အသက်တာကဒီနေ့ကျွန်တော်တို့ယုံကြည်သူတယောက်ရဲ့အသက်တာထဲမှာနော်ရှိရမယ်ဖြစ်ရမယ်နော်အရာဖြစ်တယ်နော်မေဖိဘောရှက်ရဲ့အသက်တာဒီအချက်၃ချက်အားဖြင့်ဒီနေ့ကျွန်တော်တို့အတွက်ပြည့်စုံခြင်းဒီနေ့ဖခင်ရဲ့ကောင်းချီးမင်္ဂလာနဲ့ဒီနေ့ကျွန်တော်တို့ကြွယ်ဝပြည့်စုံခြင်းဆိုတဲ့အသက်တာကိုဒီနေ့ကျွန်တော်တို့အယောင်စီတိုင်းအတူတူကခံစားရရှိကြပါစေလို့အယောင်စီတိုင်းတို့ကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေနှုတ်ကပတ်တော်ဝင်ငါတော်ဆရာကိုထူးပဲကျေးဇူးတင်ပါတယ်။ကြားနာသူအရောက်ချင်းစီတိုင်းအတွက်လည်းတိဆောက်စရာဖြစ်မယ်လို့ယုံကြည်ပါတယ်။ဆက်လက်ပြီးမှအလူတော်ငွေကောက်ခံခြင်းစီစဉ်ကိုရောက်သွားမှာဖြစ်ပါတယ်။ဒီအချိန်မှာစာဝင်သူထံမှဒီမိုင်တပင်နိုင်ကိုတခြင်းကိုကြားမှာဖြစ်တယ်။ပြီးရဲ့နောက်မှာအလူငွေကိုအန်တီခင်တန်းတို့ကနေပြီးမှဆက်ကပ်ပေးမှာဖြစ်ပါတယ်။
ရာရာမဆုံးလေတာမျက်မှောက်တော်ပဲရင်ဝင်မှာကိုတော်ကိုတောင်းတအချောင်းသွေးကျွန်တော်ဘဝတစ်ခုလုံးကိုတော်ရဲ့မျက်မှောက်တော်တဲ့ခေါ်ဆောင်ပါနင်းချင်တဲ့ကိုတော်ရဲ့မျက်နှာတော်နှလုံးသားမှာတောင်းတလို့ခေကိုတော်ရဲ့မျက်မှောက်တော်တဲ့ကိုတော်ရဲ့မျက်မှောက်တော်တဲ့အနေချင်းဆုံးပါကိုတော်ရဲ့မျက်မှောက်တော်တဲ့မှာအနေချင်းဆုံးရှိချင်းဆုံးပါကိုတော်ရဲ့အတန်တော်ကြားချင်းဆုံးပါကိုတော်ရဲ့မျက်မှောက်တော်ထဲမှာရာခတဲ့ကျွန်တော်ဝတ်ပြည့်စုံကိုတော်နဲ့အတူတူရှိနေခြင်းဟာကျွန်တော်ရဲ့လိုအရာရာမဆုံးလေနာမျက်မှောက်တော်ပဲရင်ွယ်မှာကိုတော်ကိုတောင်းတအချောင်းသွေးကျွန်တော်ဝါတစ်ခုလုံးကိုတော်ရဲ့မျက်မှောက်တော်တဲ့ခေါ်ဆောင်ပါမြင်ချင်တဲ့ကိုယ်တော်ရဲ့မျက်နှာတော်နှလုံးသားကတောင်းတလို့ခေကိုယ်တော်ရဲ့မျက်မှောက်တော်တဲ့ကိုယ်တော်ရဲ့မျက်မှောက်တော်တဲ့အနေချင်းဆုံးပါကိုယ်တော်ရဲ့မျက်မှောက်တော်ထဲမှာနေချင်းဆုံးရှိချင်းဆုံးပါကိုယ်တော်ရဲ့အတန်တော်ကြားချင်းဆုံးပါကိုယ်တော်ရဲ့မျက်မှောက်တော်ထဲမှာရာကတဲ့No one to pleaseကိုတော်နဲ့အတူတူရှိနေခြင်းဟာကိုတော်ရဲ့မျက်မှောက်တော်ထဲမှာအနေချင်းဆုံးရှိချင်းဆုံးပါကိုတော်ရဲ့တန်တော်ကြားချင်းဆုံးပါကိုတော်ရဲ့မျက်မှောက်တော်ထဲမှာရာခတဲ့ကျွန်တော်ဝတ်ပြည့်စုံကိုတော်နဲ့အတူတူရှိနေခြင်းဟာကျွန်တော်ရဲ့လိုအပ်
ဆုတောင်းကြပါစို့မိမြတ်တန်ရှင်စုံလင်တော်မူသောကျေးဇူးရှင်ဖဗျာကိုရောကျေးဇူးတင်တယ်သာသမီတို့ကိုတညတာလမ်းပြပို့ဆောင်တဲ့အတွက်လည်းကျေးဇူးတော်ချီးမွမ်းတယ်တာယာတော်နာနဲ့ခင်မလည်းကိုရောရှင်ကျေးဇူးတော်ကြောင့်ဖြစ်တယ်သာသမီအယောင်စီတိုင်းကြကြမမာနဲ့ကြည်ရတော့အခွင့်နဲ့တူတနေ့တာသွားလာလှုပ်ရှားပြုံးဆောင်တကူစီတိုင်းမှာလည်းကိုရောရှင်ပါရှိတဲ့အတွက်ကိုရောကျေးဇူးတင်တယ်ဆက်လက်လည်းဆုတောင်းပါ၏ဒီတင်တော်မရှိတော့ဖတ်တင်ဥစ္စာနဲ့တကွတင်သူတင်သားများသာသမီတို့ခေါ်ဖိတ်လဲရှိတယ်ကျေးဇူးကြီးလာပါ၏ဤအရာတခုစီတိုင်းမှာအတင်းတော်မှာလိုအပ်လဲရှိတော့အရာအတင်းတော်မှာရှိနေတော့အိမ်တော်မိသားစုတစုစီတိုင်းမှာကြမ်းမာခြင်းခွင့်လုံလောက်တော့ဆုကျေးဇူးလဲကိုရောရှင်ပြင်ဆင်ပေးတဲ့ကိုရောကျေးဇူးတင်တယ်ဇလဲယူလဲဆုတောင်းပါ၏သာသမီကျွန်တော်တို့ကပါလာတော့အပြစ်အားနဲ့ချက်အလုံးစုံတို့ကိုရောရှင်ဖြည့်လွတ်ဖြည့်ရှင်ပေးတနာတော်မူပါဒီချိန်မှာခက်ခဲအချိန်ဖြစ်တဲ့တဘာဝဘေးကြောင့်ခံစားလဲရှိတော့မြင်ကလေးဘေးကြောင့်ခံစားလဲရှိတော့သူများအတွက်လည်းသူပဲတရားဆုတောင်းဆက်ကပ်ပေးပါတယ်ဒုက္ခရောက်နေတော့သူများကြံရစ်သူမိသားစုဝင်များအတီးဒီတိုင်းကြကြမမာနဲ့ရှိရတော့အခွင့်နဲ့တူပြည်ရင်းပြပပိကလူတန်းနဲ့ရှိတော့အလူရှင်များကိုလည်းကိုရရှင်ကွက်ကလမ်းပြပို့ဆောင်ပေးတနာတော်မူပါဒီလူအပ်တဲ့နေရာတွေမှာအမြန်ဆုံးရောက်ရှိနိုင်ဖို့လဲဆုတောင်းဆက်ကပ်ပေးပါတယ်လာမအတားအစီအနောက်ရှက်မျိုးမှာကင်ဝေးစီတော်မူပါဇလဲရွေလဲဆုတောင်းတယ်သာသမီကျွန်တော်ကျမတို့အနေနဲ့အရရမရှိနေတော့ဓမ္မဆရာများအတွက်လည်းအထူးပဲတရားဆုတောင်းဆက်ကပ်ပေးပါတယ်ဤဓမ္မဆရာများရှိသည့်နေရာမှာကိုရရှင်အလိုတော်တိုင်းသွားလာလှုပ်ရှားပြုဆောင်တခုစီတိုင်းမှာကိုရရှင်ကွက်ကလမ်းပြပို့ဆောင်တော်မူပါဖဗျာကျေးဇူးကြီးလာပါ၏သာသမီတို့ဤအချိန်မှာအလိုတော်ငွေများကိုယူဆောင်လာကြပါတယ်ပေးလူကြတော့သာသမီအယောင်စီတိုင်းအသက်တာကိုလည်းကိုရရှင်လမ်းပြပို့ဆောင်ပေးတနာတော်မူပါသာသမီတို့လူအပ်လျက်ရှိသောအရာတွေကိုလည်းကိုရရှင်ပြင်ဆင်ပေးတော့ကိုရောကျေးဇူးတင်တယ်မိမိတို့ရဲ့တစုစီတိုင်းမှာအိမ်တော်မိသားစုတစုစီတိုင်းမှာကြကြမမာနဲ့ရှိရတော့အခွင့်နဲ့တူပေးလူကြတော့တာသမီများအရောက်စီတိုင်းအတွက်တက်တာဆက်ကတ်တလို့ကိုရရှင်နိုင်ငံတော်အတွက်လည်းတန့်ရှင်းစွာဖြင့်အသုံးပြုတော်မူပါမိအကြောင်းဘုတော်ဘုရား၏နာမ၌ဤလူတော်ငွေကိုဆက်ကပ်အနံပါ၏ဖဖျားမြတ်စွာသောဘုရားခင်အာမင်ချီးမွမ်းပေးသွားတော့စာဝင်သူနဲ့တကွာလူတော်ငွေကိုဆက်ကပ်ပေးသွားတော့မခင်တန်းတို့အထူးပဲကျေးဇူးတင်ပါတယ်အခုချိန်မှာတော့ကြီးညာစရာနဲ့ဆုတောင်းချက်ကိုတင်ပြရမယ့်ချိန်ဖြစ်တယ်ဒီချိန်မှာဒီအစီအစဉ်မသွားခင်မှာကျွန်မအနေငယ်ကျေးဇူးတင်ပါတယ်ကျွန်မတို့ကတော့ဒီနေ့သားမဟုတ်ဘူးပေါ့နော်ဒီအသင်းသားမဟုတ်ဘူးကျွန်မအစားတော့ကိုခံစားမိရပေါ့ဒီမှာကျွန်မတို့ဧည့်သည်ဖြစ်တယ်တခါတည်းကျွန်မပြန်စဉ်းစားမိရကျွန်မတို့ကမိဘမဲ့ပေါ့မိဘမဲ့ဆိုတော့လောကမိဘမဲ့တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဝိညာဉ်ရေးမှာမိဘမဲ့ပေါ့နော်တခါကျကိုဧည့်သည်ဆိုတော့ကိုကလာချင်းလဲလာမယ်မလားချင်လဲမလာဘူးပေါ့နော်အတင်းတော်မှာပါဝင်ချင်လဲပါဝင်ရောမပါဝင်ချင်လဲမပါဝင်ပေါ့နော်အဲ့လိုမျိုးကိုကကိုဟောစားပေါ့နော်ကိုစိတ်နဲ့ကိုပိုင်နဲ့ပေါ့နော်ကိုစိတ်အတိုင်းပေါ့နော်အဲ့လိုမျိုးပေါ့နော်သို့တော်လဲကျွန်မဒီရောက်လာတဲ့အခါမှာကိုမိဘမဲ့လို့မခံယူမိဘူးမချင်ဘူးပေါ့ဘာလို့လဲဆိုကျွန်မအထူးသဖြင့်ဆရာနဲ့တကွာအသင်းသူဟောစားပေါ့နော်အသင်းဓမ္မဆရာအရောက်ချင်းစီတိုင်းပေါ်မှာတ၎င်းအသင်းတော်မှာရှိတဲ့မိဘအကြီးဆုံးမှအငယ်ဆုံးတိုင်းတော့တိုင်အောင်ပေါ့နော်ကျမဂျေဇုတင်တယ်ကျမတို့လက်တွဲတယ်ခေါ်ဖိတ်တယ်အသုံးပြုတယ်ကျမတို့ကกินလို့ကျွမ်းကြင်မတက်ဘူးအတင်းတော့ပြောလို့မရအောင်နားလေတယ်သို့တော်လည်းကျမကျွမ်းကြင်မတက်ဘူးဆိုပေမဲ့လည်းဆရာနဲ့တကွဒီအသင်းတော်ကကျမတို့လက်တွဲခေါ်ပေးတယ်ဖိတ်ခေါ်ပေးတယ်အသုံးပြုပေးတဲ့အတွက်လည်းထူးဂျေဇုတင်တယ်ဖျားရှင်ထံတော်မှာလာတဲ့ကောင်းကြီးမင်္ဂလာများအစပေါ့နော်ခံစားရရှိပါစေလို့လည်းဆုမွန်ကောင်းတောင်းတယ်ပေါ့နော်ဒီထက်မကလည်းကျမတို့ဒီတိုင်းပြစ်မထားဘူးကျမတို့လက်တွဲတယ်ခေါ်ဆောင်တယ်ဖိတ်ခေါ်တယ်ဒီထက်မကလည်းပေးကမ်းနဲ့ဝင်ရတယ်ပေါ့နော်သူတို့ရဲ့မြတ်တာကိုလည်းခံစားရတယ်ပေါ့နော်ကျေးဇူးအများကြီးတင်တယ်ဆိုတဲ့အကြောင်းကိုလည်းဖော်ပြလိုပါတယ်နောက်ပိုင်းမှာလည်းကျမတို့အသုံးပြုလို့ရပါတယ်အထူးသဖြင့်ကျမပြောချင်တယ်အစောပိုင်းကတော့ကျမတို့ရှိမှနေတော့ဖေကအိမ်တော်မိသားစုလည်းနေတဲ့ခါကျဝတ်ပြုကိုယ်ွယ်ခြင်းလည်းနေတယ်ပေါ့နော်ဒီရောက်တဲ့ခါကျတော့ဘယ်လိုပြောမလဲကျမတို့ခေါ်တယ်တခြားအဖွဲ့တွေကလည်းကျမတို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့သွားတဲ့ခါကျကလေးတွေကနည်းနည်းလေးညင်းငွေလာအမိုးတို့ကလည်းအပါတို့ကလည်းခဏပဲဖျားရှိုးသွားကြခဏလည်းဖျားရှိုးသွားအခုတဖြည်းဖြည်းဖျားရှိုးသွားရင်နဲ့တအားပျော်လာတဲ့ခါကျကျွန်တော်တို့မောင်နှမထဲမှာဟိုစားပေါ့နော်ခုနကကိုစားဝင်းသူဆို
ပြောလာတယ်ပေါ့နော်အမနဲ့ဖြစ်ကြဖျားရှိဖို့မရှိတော့ဘူးလားကျွန်တော်တို့မဖိတ်တော့ဘူးလားကျွန်တော်တို့တအားသွားချင်တယ်ပေါ့နော်ဟိုဘယ်လိုပြောမလဲကျွန်တော်ကျေးဇူးတော်ချီးမွမ်းမိရပေါ့နော်ခဏကျွန်တော်တို့လည်းအသုံးပြုပေးတဲ့အတွက်အခုကျွန်တော်တို့လည်းတအားဖျားရှိခိုးချင်လာတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်လာတဲ့အထီကိုကျွန်တော်တို့ဟောစားပေါ့နော်ဝမ်းမြောက်ရတယ်ပေါ့နော်ကျေးဇူးတင်တယ်ဒီအသင်းတော်မှာရှိနေတဲ့သူအရောက်ချင်စရာလည်းကျေးဇူးတင်ပါတယ်လို့အခုချိန်မှာတော့ဖြင့်ကြီးညာစရာနဲ့ဆုတောင်းချက်ကိုတင်ပြမယ့်အချိန်ဖြစ်ပါတယ်ဆရာတော်ကိုခွင့်ပေးပါတယ်အထူးဆုတောင်းခြင်းစီစဉ်ကိုတော့ဆရာထွန်းအောင်နေပြီးမှဆက်လက်ပြီးမှဆုတောင်းပေးမယ်ပြီးရဲ့နောက်မှာတော့ဖြင့်ကောင်းချီးပေးခြင်းဖြင့်အဆုံးသတ်မှာဖြစ်ပါတယ်ဆုတောင်းခြင်းမသွားခင်မှာဒါဒုက္ခပါတဆန်းနဲ့ပေါ့နော်ကျွန်တော်တို့စပြုမှာဖြစ်ပါတယ်ပေါ့အခုချိန်မှာဆရာတော်ကိုခွင့်ပေးပါတယ်สิบลูบากิเวดาดูพุทธพูและทานยาอิหินิปวาตาเสกตลอทูเวเจซุตมาเรเสียเนมิตาซุဒီညနေမှာလာရောက်ပြီးတော့စီစဉ်ယူဆောင်ပေးသွားတဲ့အတွက်ဒီပဲကျေးဇူးတင်ပါတယ်လို့နွေလက်ခဲတပါခမစေနေကမိဝဲတာပုံမကရဒီဆိုကမကမိဝဲတာဟာခေါ်လို့လွိနာရီလောဒါပါနေယေနာရီခက်တယ်နော်မင်းဒီနေ့ဆိုဝဲကလစ်ဆကရနိုင်ကမိယေနာရီလောဘကโอดอตอลุสิทาบานี่คัมเสตนีนี่ปอมุกรคีนี่ปอตาเชตอนอเลมูนีโดนี่กิมีเวดาคลาสกรกิคีนี่ปอตาเชกตอเลหาเยนาริเชกตอนี่ลอนี่โตนุเลกเฮปาเลกบาคีนี่ปอตาเชกตอนุเลกเฮนี่กิมีเวดาอะกะเตตนุยลอคิดนี่ก็ปอทดอคิลนุยซอสวีลอวันนอนุเลกเฮปาเลกบาคีนี่ปอตาเชกตอนี่มหาทอนี่กิมีเวดาปตรามุคาโรနော်ဒီဖို့ထဖို့မခိနီနေကမြေတာဘသရာသရာမူဖုန်ဖခွာလေဂျိုဂရတီတဖာနော်မူသနီနေကမြေတာပသရာမူဟက်ဆာနော်မပိုလီမတုကီနော်ဒီဖို့ထဖို့မေမူလူနီနေကမြေတာဓမ္မလုံးဆာယာကလေးထားနော်မူယေနီနေကမြေတာပတိဖာလေပတိအခုပါပညာထွေးမှုနော်ဒီဖို့ထဖို့ကဟိနေပွားတာဆက်တော့စေကောနေနော်မြေဝဲတာဒါဘုဘာတိညာလေတဟာမတဟာဒုဖို့ထဖို့တိတဖာလေကဘာရှိနေပွားတဆက်တော့တိတဖာစေကောနေလောခွန်တော်လေတချူဖာနေပကတိနောဘာဝဲတိတဖာလောဒိုအာလေကူတော်ဒါဝိဒါဘာလေကဘာရှိနေပွားတဆက်တော့တတော်ဘာတော်စေကောနေလောဒီနေ့တော့ပကတိနောဘာကေစေကောဒီဒီနေ့ရိုက်ပေါ်လေခလုနေနီယိုဖလက်ဆက်ကေနော်နေသာခုနော်ဒီနေ့ရိုက်စီဘလူဘာကေဆာယာဘလူဖို့တို့မလေပို့တော့ဒါဒူတာတချူဖာလေဝဒါတာဂေဘာပေါ်လေမာစကိုတာကိုဒီနောကတဲ့စီဘလူဘာဝဲတိတဖာနော်လတချူဖာပကတိနောဘာကေပပစုဘာသာဘောလေဟီလေခေါ်လေတဆိုင်တဆာဒကူဒီနောကတဲ့နော်ချီကောတာဥတာလေပစီညာလောဓမ္မတာနော်ပကတိနောဘာကေစေကောဒီတာဥတာနိဆတာဥတာတဏိဘာတဏိတာကိုတာစုဒါတိတဖာတမလောဘာသာတာလေတာလောအပူအတော်ခုနေတော့ဘကတိနောလောတာလေဒါချူဖာလေဟာရဆေဒေါ်နာရကေဤတာဆူစီထိုဘာသူရာလေဘာချူဖာစေကောနေတော့ဒါညိုက်ကစရောပါလေဒါချူဖာစေကောနေလောစီလူဘာကေဒါညိုက်ဒူဖို့ထဖို့တော့စီလူဘာကေစေကောဒီရောဘောကောမကိုဒီနောကတဲ့လူအာနီလော ခွေမထူပါမူမလောထူလောယိုသေးတာလေတာအဲပပတာဘောဆောဆွေရပါစံ
Besibliki saya beli pudu malu saya sugi pah. Dosa balu pemuni muto dole betau omula teni bateni. Lalu saya beli pudu bomule ki pima usu oba be do yo atabli tapu da susu wati pahudo. Besibliki saya beli pudu malu. Dabu dole muteni betau omu satolo bodo tule hatronari. Degalo belum peklen dawe ni saya sepah. Dolo sadang dole ta opo. Udolo ta du ta klelo mutani do udolo ta du ta o do ta malu lisosui dolo ta kisakalu ta di phalo wati malu tu ko wera ti pha dolo do tani nyale ta ta kle ti pha ke lepu do kasaya udopa do kasaya sugi o udo pasiblu kasaya abli punu malo do di ni do da nya si ko di me do lita ta putamba da ta kle ti pha we da tu do pwe Saboli plepoti paku di nuade epa putopta do hebu buto mato magasa huro pasibluki saywa bipodo malo babata boya suni lala kuita kama ptagi sambasa do batata lo topoti pake le do sa wida su tu lo do na pta tu pale seruna niki babata boya lo saywa bipo hudo do lo da po lo saywa sugi o do saya solo da puta pitama do di me sa da pitama to do saya tu o do saya su yo saya ne o do saya blu pu do le sa to le da putra do pu pa ma ku da pu ku na do pu ku di no de do ma ku ba do le da pu ta do so su nya wo hu do sibu ki saya blu pu do ma lo do di ne do da pu yi do da pu do le ena da pu do le e ta ku so da pitama do hudo da po yi mudo ge chobe do di ni do wati udo le tar takleti phalo le tu le ta di do do tho a tho yu tho we da wo do wati malu tu sa ya glucha do re lu mu lu tu hini ta gi ta ba ka sa le sa ya do di ni do da re do ka sa le wati le ta mu do o ge pu tani ba tani do ka sa ya su gi ti li do ka sa ya so ko plu ti li a tu do ka sa ya su gi o le ta Opo dapi dama tipa, sunya le wati kapa tukle pima weda tipa, dolo sada, do betaradu, do tangi daba tau sukli le noko, do kesaya hi otat, dio tangi daba tau sukli le popo itu, dolo tu le tan ikos, the course saya hi o tangi daba tachi tatinya napel ato le koplu kesa, do dito. Do da pu ko mu do ge to da pu ko do thao tho sunya wo do le da le ka ba tu kle phi ma we da ti pha bu do ka sa yo hi su ne kleo do di ne do ka sa yo hi o ta ku te le ko plo le ka sa do di ne do da le hi no lo we da ti pha da le tu kle phi ma we da ti pha ke le ka mi da ko plo ka sa do ke do w ta su gi lo da pu do da pu ti pha wo ti ya su gi ma se ba do su ba ki tara do ba ma ta ku da ti pha ko di no de u do tu plo ko ta plo ko do di da pu do le da lu we da ti pha do da pu lo ka ba le su nya da pu lo ka ba ma we da ti pha di le si ko u do lo da le wo di u do le ta do da ma ta ku da do ka sa ya hi o da chi da ti nya na pe do ka sa ya u do o do ka sa ya po so o do ka sa ya su yo hu do tu kle pi ma ta ku ba be lo da pu ka mu do ge do a tho su nya wo ni ya su ge ta nyo ma se la bon ki do ba yo do lo da pu ti pha ko di no de si ko ya su ge o do pu ti pha si ko de du ma de du do wa de lo da o mu do ta lu ti pha do ka sa ya su ge o mu sa ti ni ho ko yo do da ko ta ke do ta ba yu ma mo do de ta lo pli lo pu ti pha o a tho do we da hu do sa yo da pu ko di no ne mi pu ti pha lo do ta ni ta le ka sa do do ta hi ni ta gi ta ba le ka sa do le ta do ka sa le ta o mu o ge do di do o te ke no ni ba me ta mi do di to ko no ni ba me yo ta khu le ta o mu o ge do mi pu ti pha lo le ta do ka sa do mi pu ti pha lo o ta e ka sa ta pli wa ta pa do yo le ta o mu o do le ta o mu ka ma so wi so wa le ka sa yo so yo do di ni do ko ata ko ta ke o be di le ma sa ki do mi pu ti pha lo o do le ta ma la po sa o do le ta bu tho ba do ka sa o do le ta tu ku ta ku o do le ta tu pi ta nyo pu ni yo so ki ta nyo ma sa ba o do di ni do we ti le ta o mu le tu le ta a tho do tho yu tho we do di ni do da po si po de du ba de du o do le ta e ta ku o do ta ku ta pho o do le ta na pe lo ta wi ta su lo ta de ga ko we do ta ku le si po ko po ti pha bu do ka sa yo so yo do di ni do so ma sa ba do po
ta khu so ta pitama ti phala wati tu kle phi ma wena ti phamigi do taw pho do lo pomugro do tu botas das glesogro migi do okwa weklo do migi khata do lo taw pho ta pitama ti phantami batami do gamiti ti pha do lo tama taku ta ti pha do saywa suyo do di do wati le tama taku ta ti pha phu do saywa udo o saywa ne o do saywa suyo hudo do gamata kuba bwe do tu peko ta ple bwe do ta ta khu bwe do saywa ta sugi suwa pu sya sugi tanyo masala boniki do ni ne do sugi masaba ta phu do wati le ta pi tama ti pha lo gaba pi ba ma we na ti pha sunya do pu ti pha le ta du tholo le no khu wo mi gi le tu le ta wo mi gi do saywa suyo da le gaba tu kle do gaba ma we na ti pha do saywa hi o da ti da ti nya na pe ti pha ni ki do ni ne do sugi tanyo masaba siko dole ta pho bote pha lo le lo yi lo bu ko di nwa de ywa ta su gi tmi kho klo ba we da le we ti ko di nwa de lo do pati no ba siko pa lo khu ni ba ni plus so gi lo mu ti ni siko ywa su gi o do we ti do ni ba we ta ta khu ta ta mi dole ta o mu lo le kho plo we na ti pha bu do we ti do ni ba we ta ta mi do u do ta gi to do to gi sa ywa blu do di ni to u do ta ti nya ga sa ywa blu do ke le su nya le ga sa ywa gi ba u do lo ta pa du ywa da ta ni ta le ga sa lo ta o mu ta le su nya pu ni ywa su gi ta nyo ma se la ba ni ki do di ni to do pa lo u do no ko ta gi sa ba sa do pa lo pa kwa se me do ta su ta sa ti pa lo u lo shi me gi u lo ta sa hi ti pha me gi do pa ti no so so la ta tu pa lo mo ywa blu pho ta su gi do ywa ta ma se ka lo ba we da lo we ti ko di nwa de lo do ko do ni ba we ta gi ta ba to do ko do ni ki ta u su kle le po po lo we ti u wa ti ywa su gi ta nyo ma se la ba ni ki do di ni to do ti nya pa ti no ba si ko do pa lo ba kwa se me do ta ko ta ke do pa lo ba kwa se me do ta du ta ya ti pha ko di nwa de o si ko do pa ti no so so la ta tu pha lo do ke sa ywa su gi o do bu de lo ma ga do lo ho ko hu do lo man le mi gi lo sa kai ne pi do no di ni to ta lo ko po pa ti pha do we ti ba du do we ti ba kwa se me we da ti pha ta ha wo do lo ta ti ta po ti pha u we da hu do sa ywa do pa ti no so so ba lo ta tu pha lo sa ywa so yo do sa ywa ta nyo ma so lo we ti le si bu ko po ti pha lo ba kwa se me no da le ta le we ti ba kwa se me we da ti pha bu do di ni to do sa ywa so yo do pa lo lo ba ta ma se ti pha do sa ywa so te to ni ta so kle do di ni to pa lo le ma se so thwe we da ti pha ko di nwa de do sa ywa te to ni ta so kle do di do we ti do gale ma san ba we do di ni to do le ta ma se ti pha si ko gale tu ba we le pa le lo ba we da ti pha wo do sa ywa so gi ma se la ba ni ki ba da we yo do le mu sa te ni i do le ti po ko po ti pha do ta ku ta wo da pli ta phu ta ba yo ba bo ti pha u a ma lo do sa ywa do le ta u mu le ko ba le su nya si ko do da le ba ti ti nya na ba we da ti pha u a ma lo do sa ywa do ba ka mi pho ti pha le ka ti nya ka sa do ko do ta e ka sa ta pli wa ta pa du ywa do ka mi pho ti pha le ka hi ni ta gi ta ba le ka sa ba ka mi pho ti pha le re do ka sa a tho do di ni do ba ka mi pho ti pha le ko mu ma la po sa le ba ta le su nya wo ni do ywa su ta nyo ma se ba ni ba ki ba ma da we ni pa le te ti ba do ba ta ti nya na pa da we ni pa ma te ti ba hu do sa ywa mi de me le ka sa do ba ta u mu da ko lo hu do ba ka mi pho ti pha le ba ka le ta le ka sa ywa gi ba do ba ka mi pho ti pha leဘွဲတော့တာဂီတာပါလဲနော်ခိုးဘကိုဘွဲတော့တာဂီတာပါလဲသူလို့တာတော့ဘကိုဘွဲတော့တာတခုတာခုသူဖိတာညိုလဲပတာလဲဆွညဟောနေရောဆိုရီတာညိုမဆပါနီကီတော့ဟူပါဆိုပါကေပါလဲတတိတင်ညာကစားတိဖာဒီတော့ဝတိကဒုန်နေပါပဲရွာတာတာခုတော့ကဒုန်နေပါရွာအတာအဲရွာအတာပြုတာဖို့တာဆူဆူဝါတိဖာလဲဝတိတာအမှုဝဲဒီတော့ကတိကတင်ညာပါပဲလဲရွာလောအမှုဝဲတကတော့ကတိတော့ကတိကတင်ညာပါရွာလဲကေခော့ကေရောတကလဲဝတိတာအမှုဝဲပုကသေးစီကောရွာစုကြီးတာညောမဆပါနီကီဘာသာဝေယဒါညာဤတော့ဘလဲဟေတော့ဘူးကူဘာကူတာတိဖာကိုဒီနွားတဲ့ဝဲတကဘာတကပတာလူတိဖာတော့ရောချီတင်ညာဝဲတာတို့တော့ဆာရွာစုကြီးတာညောမဆပါဝဲတကဘာတကပတာလူတိဖာလောနောခိုးမိကီလသူလက်တမိကီရွာစုကြီးတဲ့တော်နိပါတော့ကမီနာဒီဆာရွာတဘာတာတို့ဒါခဲလေပစိပနာတော့ပါလောဆာစုဘူးခေါပလိုခရစ်စာမီတာအပပတာဘူဆိုဆွေရွာပစာ
Kasai shukre blue pool. Yo ata qui. Tam soski ta re lumulu. Yo atho ataga hota sui suwa. Da sudak mo. Da huta po. Adugata ata ikwa pus hudo ata sui suwa. Ni sopa dawi bubira some people she. Lehi ota kweta yala ko all the kubatala sono ko to play hot. Do te de we da thuni. But wela Allah got some people shaded by Augustaya blue. Do tinya sagi sa hudo malak pog saywa do we take it that tobu. Yada sweet logadi bala, but we try to own a matha buddha pum pukwa. Hudo tinya pala matkuda tratra mule he. Do he with the kupwada he bapalek saklita hudo krita pu. Let by trade away the let me more. Let he create our pool, who do to get tapwa. The Pale Bakwas not a ditaya, let Allah apuato. Yada don't do the low basico, let the Willa Bakwas medo. Oko who do the putable Bakwas and not meti menu that the new talom loma. Talo who did Pakasaka wiki. Baba Basubasa, a ductor. The Yakisapum quality the new place circular, like pre bomb. Kudo takate to let hanya weku di nogade wo wala pota ko gade yo pom lo le sa ko ti menya ko di nogade aluni jaw mula perdi chi klidi me thu madu obadu masi obadu tila dalera pue kaini do sunya aso so khakhani ki amen amen Because the law was to give one call, you know, to the Tony the key. I take it over and the law, but let him go take it on it key.